အခုခေတ်မှာလူငယ်တွေကတခုခုဆိုလို့ရှိရင်ချက်ချင်းဖြစ်ချင်းချက်ချင်းအောင်မြင်ခြင်းကြတဲ့စိတ်တွေအယမ်းများလာတာသတိထားမိလားအလုပ်တစ်ခုစလုပ်ပြီဆိုလို့ရှိရင်လည်းခဏလေးနဲ့ရလက်မထွက်လာဘူးဆိုလို့ရှိရင်စိတ်မရှိတော့မဲနဲ့ချက်ချင်းလက်လျှော့ကျင်လာကြတယ်ဒါနဲ့ပတ်သက်ပြီးတော့မှစိတ်ပညာသမိုင်းမှာ immersion နာမည်ကြီးတဲ့ Stanford Marshmallow Experiment ဆိုတဲ့သုတေသနတစ်ခုရှိတယ်သူကဘာလုပ်လဲဆိုလို့ရှိရင်ကလေးတွေကိုအခန်းတစ်ခုတည်းကိုခေါ်ပြီးတော့မှ marshmallow လို့ခေါ်တဲ့ပျော့အီမုံအချိုလေးတစ်ခုချပေးထားတယ်ကလေးတွေကိုထပ်ပြောတယ်အခုချက်ချင်းစားမယ်ဆိုလို့ရှိရင်တစ်ခုပဲရမယ်သူတေသနာပညာရှင်ကဆရာအပြင်ထွက်လိုက်အောင်မယ်15မိနစ်စောင့်ပြီးတော့မှဆရာပြန်ရောက်လာမှစားမယ်ဆိုလို့ရှိရင်နှစ်ခုပေးမယ်ဆိုပြီးတော့ပြောလိုက်တယ်ကလေးတွေဆိုတော့သိရမလား15မိနစ်ဆိုတာတကဘာလောက်ကြာတယ်ကိုယ့်ရဲ့ရှေ့မှာလည်းဒီပျော့အီမုံအချိုလေးရှိတယ်ဆိုတော့အများစုကတော့စားပစ်လိုက်ကြတယ်လူနည်းစုလောက်ကပဲ15မိနစ်တောင့်ခံပြီးတော့မှနှစ်ခုရအောင်စောင့်နိုင်ကြတယ် marshmallow test ကဒီမှာလည်းမဆုံးသေးဘူးနှစ်တွေအကြာကြီးဒီကလေးတွေကိုစောင့်ကြည့်လေ့လာတဲ့အခါမှာတဲ့အဲ့ဒီ15မိနစ်ကိုစိတ်ရှည်ရှည်နဲ့စောင့်နိုင်ခဲ့တဲ့ဒီနေ့အဖြစ်ပြောရမယ်ဆိုလို့ရှိရင်အင်္ဂလိပ်လိုဆိုရင်တော့ delayed gratification ဆိုတဲ့ဟာပေါ့နော်ကိုယ့်ရဲ့တောင့်တစိတ်ကိုနှောင့်နှေးလိုက်တာဒီဟာကိုကျင့်သုံးနိုင်တဲ့ကလေးတွေကအရွယ်ရောက်လာတဲ့အခါမှာပညာရေးစီးပွားရေးနဲ့ကိုယ့်ရဲ့ဘဝအောင်မြင်မှုတွေမှာ marshmallow ချက်ချင်းကောက်စားလိုက်တဲ့ကလေးတွေဆိုလို့ရှိရင်အများကြီးပို့ပြီးတော့မှတာလွန်နေတာကိုသွားတွေ့ရတယ်ကျွန်တော်တို့တွေ TikTok တွေ Social Media Facebook တွေပေါ်မှာဆိုလို့ရှိရင်15စက္ကန့်လောက်လေးနဲ့ရေရတဲ့ပျော်ရတဲ့ဒီ instant gratification ပေါ့ချက်ချင်းရတဲ့တာယာမှုတွေကိုပဲနေတိုင်းဆွဲလန်းလာပါများတဲ့အခါမှာတကယ်လက်တွေ့ဘဝမှာအချိန်ယူပြီးတော့မှခက်ခဲတိဆောက်ရမယ်ပညာရေးအလုပ်အကိုင်ကျွမ်းကျင်မှုတွေမှာဘလို့မှစိတ်မရှိနိုင်တော့နည်းနည်းလေးခက်လာတဲ့စိတ်ဓာတ်ကျပြီးတော့မှ work ethic တွေပါပျောက်သွားကြတယ်ဒါကြောင့်မလို့ဒီနေ့ခေတ်လူငယ်တွေကအလုပ်တစ်ခုမှာခဏလေးပဲခံနေဆိုတာကဒီ social media ကနေပြီးတော့မှပုံဖော်လာတဲ့လူတွေရဲ့ behavior တွေပြောင်းလဲသွားတာအဲ့တော့လူတွေအများကြီးကတော့ဒါကိုပြုပြင်နိုင်မှာမဟုတ်ဘူးတကယ်ထူးချွန်တဲ့သူတွေအခုဗီဒီယိုအဆုံးထိကြည့်နေတဲ့သူတွေဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အပြုအမူတွေကိုကိုမကျေနပ်လို့ဒါကိုပြန်ပြီးတော့မှပိုကောင်းလာအောင်လို့ပြင်ကျင်တဲ့သူတွေဖြစ်တယ်လို့ကျွန်တော်ကယုံကြည်တယ်အဲ့တော့ action plan လေးတစ်ခုလုပ်ကြည့်အောင်ဒီနေ့မှာကိုအရန်လှုပ်ချင်တဲ့ကိုတာယာမှုပျော်ရွှင်ကျေနပ်မှုချက်ချင်းပေးတဲ့အရာတစ်ခုကိုဥပမာ social media သုံးတာဖုန်းတွေပွတ်ချင်တာအချိုရည်တွေတောက်တာဒါမှမဟုတ်လို့ရှိရင်အဲ့ရာထဲမှာခွေနေတာမျိုးဒါတွေပေါ်လာလို့ရှိရင်ချက်ချင်းသွားမလုပ်နိုင်နဲ့10မိနစ်လောက်အောင့်ထားကြည့်လိုက်ခဏနေမှလုပ်မယ်ဆိုပြီးတော့မှကိုယ့်ရဲ့စိတ်ကိုပြန်ပြီးတော့မှထိန်းချုပ်လေ့ကျင့်ကြည့်လိုက်ပါဒီလိုမျိုးချက်ချင်းမရလဲစောင့်နိုင်တယ်ဆိုတော့စိတ်ရှည်တတ်တဲ့အကျင့်ပေါ့နော် delayed gratification ကကိုယ့်ရဲ့ရေရှည်ရည်မှန်းချက်တွေရေရှည်အောင်မြင်မှုတွေစီကိုသွားဖို့အတွက်အကြီးမားဆုံးအထောက်အပံ့တစ်ခုဖြစ်လာလိမ့်မယ်လို့ဒီကဘာကျော် marshmallow test ကနေပြီးတော့မှဖော်ပြနေပါတယ်ဒီဗီဒီယိုလေးကလည်းအသုံးဝင်စေမယ့်အကြောင်းအရာတစ်ခုကိုရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်